အားလုံးမင်္ဂလာပါတငယ်ချင်းတို့ရေအခုကွာလာလမ်ပူမြို့ရဲ့9မိုင်ကွာမှာရှိတဲ့ဘတ်တူလိုင်ကူကိုသွားပါမယ်ကျမတို့ဒီနေရာကိုဓာတ်ရိုက်ရောက်တဲ့ KTM မြက်ထားကိုစီးသွားပါတယ်ကွာလာလမ်ပူကနေဘတ်တူလိုင်ကူကိုရောက်ဖို့မိနစ်40လောက်စီးရပါတယ်ဘတ်တူလိုင်ကူအဝင်နားလေးကနေဘယ်ဘက်ကိုချိုးလိုက်ရင်ယာမာယနာလိုင်ကူကိုရောက်ပါမယ်ဒီလိုင်ကူရဲ့အရှိမဟနုမန်မြောင်မင်းရုပ်ထုရှိပါတယ်အမြင့်ပေ90လောက်ရှိရလို့ဆိုကြပါတယ်ဒီကူထဲမှာယမယနာဇတ်တော်ဖြစ်စဉ်တွေကို YouTube ပေါင်းများစွာနဲ့ခန်းခန်းနာနာပုံဖော်ထားပါတယ်အခုဒီနေရာကနေတမ်ပယ်လို့အမည်ရတဲ့အကြီးဆုံးလိုင်ကူရှိရာကိုသွားပါမယ်ဒီဘတ်တူလိုင်ကူကဆလန်ကောပြည်နယ်ဂမ်ဘတ်ထုံချောင်းတောင်မှာတည်ရှိပြီးတော့မှလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကလေးကရှိခဲ့တာဖြစ်ပါတယ်အထူးကူကြီးတစ်ခုနဲ့အခြားကူသေးလေးတွေစုပေါင်းပြီးတော့ဘတ်တူလိုင်ကူလို့ခေါ်တာဖြစ်ပါတယ်ဒီလိုင်ကူရဲ့နာမည်ကိုဒီဒေသကဘတ်တူမြစ်ရဲ့နာမည်ကနေယူထားတာဖြစ်ပြီးတော့ဘတ်တူဆိုတာမလေးလို့ကြောက်လို့အဓိပ္ပာယ်ရပါတယ်ဒါဗီဒီယိုရိုက်ကူးရေးတစ်ခုနဲ့ကြုံခဲ့တာလေးပေါ့နော်အခုလမ်းမြင်နေရတာကဟိန္ဒူနတ်ဘုရားမိုရူကန်ရဲ့ရုပ်ထုပါအမြင့်ပေ140ရှိပြီးတော့ဒီမလေးရှားနိုင်ငံကဟိန္ဒူနတ်ဘုရားရုပ်ထုတွေထဲမှာအမြင့်ဆုံးကမ္ဘာပေါ်မှာဆိုရင်တတိယအမြင့်ဆုံးထဲမှာပါပါတယ်ဒီရောင်စုံလေကတိလေးတွေစုစုပေါင်း292ထစ်ရှိပါတယ်ဒီလေကတိလေးတွေကြော်ဖြတ်ပြီးသွားရင်တမ်ပယ်လိုင်ကူရောက်ပါပြီဒီတမ်ပယ်လိုင်ကူထဲမှာဟိန္ဒူဘုရားကျောင်းတွေနဲ့ဘာသာရေးဆိုင်ရာရုပ်ထုတွေရှိပါတယ်ဒီကူထဲမှာထုံးကြောင်လိုင်ကူတွေမှာတွေ့ရတတ်တဲ့ကြောက်ဆက်ပန်းဆွဲတွေနဲ့ကြောက်ဆက်မုံမျောတွေလည်းရှိပါတယ်ဒီလိုင်ကူရဲ့အမိုးကအပွင့်ဖြစ်တဲ့အတွက်အလင်းရောင်ကောင်းကောင်းရပါတယ်ကျမတို့လာလေတဲ့အချိန်ကဇန်နဝါရီပေါ့နော်ဒါပေမဲ့အရန်ကိုပူတယ်လန်းဆန်းတော့အုံးရည်လေးတောက်လိုက်အောင်မယ်နော်ဒီဘတ်တူလိုင်ကူကတမီဟိန္ဒူဘာသာဝင်တွေရဲ့ထွတ်မြတ်ထားရနေရာဖြစ်တဲ့အပြင်နေ့စဉ်တိုင်ပူဇံပွဲတော်ကျင်းပတဲ့နေရာလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်